မင်္ဂလာပါရှင်တန်တာအင်ချမ်းမြေမှာကြိုဆိုပါရရှင်ယခုမိတ်ဆက်ပေးမဲ့ကွက်လေးကတော့မန္တလေးမြို့အရှိမြို့တဲ့ဇဇဖရိန်ထဲမှာရှိတဲ့2060ปีအသစ်နေတိုက်ပါရောင်းလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးကတော့52လမ်းမကြီးအနီးနဲ့100လမ်းမကြီးအနီးမှာတည်ရှိပါတယ်ရှင်ပေကျယ်လေးကတော့မျက်နှာပွင့်ပေ20နဲ့နောက်ကိုပေ60ရှိပါတယ်အာစီတစ်ထပ်ကလေးကိုမှအလှည့်လေးကတော့မြောင်းလှည့်လေးဖြစ်ပါတယ်ရှင်ပိုင်ဆိုင်မှုစာရစာရန်လေးကတော့ခရံလေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်အခန်းပွဲလေးအနေနဲ့ကတော့ရိုးရိုးနှခမ်းပါပါတယ်ရှင်ရောင်းချမဲ့ဈေးနှုန်းလေးကတော့9500လေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့တန်တာအင်ချမ်းမြေ39 9858363လုံးခုံကိုဆက်သွယ်ပြီးမြေပြင်ကြည့်မဲ့ချိန်လေးကြိုချိန်ပေးလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်